ဂျာကြီးရောက်ပြီလား ပေါ်တော့မူကြီးလောက်လာဒါကြီးရတင်သွား ဟာလားဒီငါလုံနောက်ကြတယ်ဒါနဲ့အိမ်မှာအလူရှိတော့ဒါမှတင်းငွေကြားလို့ရှိရင်အိမ်မှာအလူရှိရင်တယောက်လုံးကိုဖိတ်ပါတယ်ဗျို့ ဦးကြီးဟုတ်ပါလားညီမလေးတို့လည်းကြုံမပြောဘူး အေးဆိုငါလည်းရုပ်ချက်ကြီးငွေလေးဝင်လာတာလေအလူလေးပါလေးလှုပ်ချင်လို့ပြီးတော့နှစ်သက်မှာဆုံးလေးပါလေးလည်းကတ်မယ်ကိုသူတွေပါလို့ကန်ကောင်းတာဝါ အမေကဲဟုတ်ပါလားကိုကြီးလိုကစီကုန်နေသူကအခုလိုမျိုးအလူတွေပါလဲလုပ်ဖို့ထားအောင်အရင်ကဆိုသူများလူတွေပဲလိုက်ကတ်စားနေပြီ အေးဆိုငါလည်းလေမန်ယူကောင်းမှုအင်းဝကောင်းမှုနဲ့အုံပြေမှာစုပြေလာတာပဲဟာ ဘာလို့မန်ယူကပွဲလိုက်ရှုံးနေအောင်ကိုကြီးကဘယ်လိုဆင်ပြေလာတော့အင်းဝါတော့ဘာကြီးတော့ အင်းဝဘောလုံးဆိုတဲ့စိုက်မှာကိုရိုင်းအကောင့်ဖွင့်ပြီးတော့မန်ယူအပတ်တိုင်းပတ်ကန်လိုက်တာတော်တော်လေးကိုမှစုပြေဖြစ်လာတာပဲညီမရေဘော်ဒီကိုလည်းလေ9000ကနေပြီးတော့10သိန်းထိချလို့ရတယ်မောင်းချနေဆိုရင်လည်း2သိန်းကနေ12သိန်းထိရွေးလို့ရတယ်ပြီးတော့အပတ်တိုင်းအသိန်းတွေခံမှန်းပြီးတော့စုကြည်10သိန်းထိတောင်မှပေးတယ်ဟာတင်းကျွတ်လို့ရကြီးခါကြီးတွေမှာဆိုရင်လည်းဘောနက်တွေကို share ပေးတာဟိအဲ့ဒါနဲ့အဆင်ပြေလာတာပဲ ဟာဟဲ့လားအဲ့ဆိုလုတ်ပါအောင်ကိုကြီးညီမလည်းဒီညလေးနိုင်လေးပတ်ခံပြီးလို့ဘလို့ကောက်ခွင့်ရ ငါဖုန်းနံပါတ်ပြန်မလိုက်မှတ်လိုက်ရင်တော့ အခါ ဘိုင်ဘာနဲ့ Telegram ဖုန်းနံပါတ်လေးပေးမယ်39ကို8939393535နဲ့39ကို8992နဲ့3535ကိုညီမလေးတို့ဘာသာဆက်သွယ်ကြည့်လိုက်သူတို့ကအကုန်လုံးအဆင်ပြေညီမလေးတို့ဆောင်ရွက်ပေးပါမန်ယူပတ်ကန်ဖို့တော့မမေ့နဲ့နော်ဟုတ်ပြီ